In short video editing lesson 2 gallery ထဲမှာရှိတဲ့ဓာတ်ပုံသို့မဟုတ် video တွေကိုကိုယ့်ရဲ့ video edit လုပ်မဲ့ timeline ထဲကိုအစင်းစင်းဆွဲပြီးတော့ထည့်ပုံရဲ့ sequence တစ်ခုတိစောက်ပုံရဲ့ကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ် Okay အခုပထမဆုံး In short application နဲ့ဝင်လိုက်ပါ In short ရဲ့ရောက်ပြီဆိုရင်ကျွန်တော်တို့ကအခု video ထည့်မဲ့အတွက်ကျွန်တော်တို့ video timeline အတွက် In short timeline ထဲမှာထည့်မဲ့အတွက်ကိုကျွန်တော် video နေရာလေးရှိပါတယ်ဒီမှာ video လေးကိုကျွန်တော်တစ်ချက်နှိပ်ပေးပါနှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒီကောင်ကကျွန်တော်တို့က new ဆိုတာဒီ project အသစ်လုပ်မဲ့နေရာကိုပြောတာပါဒီအောက်ကဟာလေးကကြတော့ကျွန်တော် recent ပေါ့နော် recent အရင် project account ဖြစ်ပါတယ်ကျွန်တော်ဒီ recent လေးကိုကျွန်တော် delete လုပ်လိုက်ပါမယ် Okay စပြီးတော့ကျွန်တော်ကဒီ sheet ကိုပြန်ရောက်သွားပြီเนาะအဲဆိုရင်ကျွန်တော်တို့ video လေးကိုကျွန်တော်က video စီမက်အတွက်ကျွန်တော် video တစ်ချက်နှိပ်ပါနှိပ်ပြီးလို့ရှိရင်ဒီမှာကိုကြိုက်တဲ့ video လေးကိုဖုန်းထဲမှာရှိတဲ့ video ကိုထည့်ပြီးတော့ select ပေးလို့ရပါတယ် Okay ကျွန်တော်ဒီမှာ video ရှိတယ် photo ရှိတယ် all ရှိတယ် all နှိပ်လို့ရှိရင်ဓာတ်ပုံ video ကဒီ insert ထဲမှာထည့်ထားတဲ့ဓာတ်ပုံတွေ video ရောက်နေရပါဒါက gallery တွေကဓာတ်ပုံတွေ video တွေမဟုတ်သေးပါဘူးကျွန်တော်တို့က gallery တွေကဓာတ်ပုံတွေ video တွေကိုဒီ insert ထဲကိုထည့်ဖို့အတွက်ကိုကျွန်တော်တို့ကဒီမှာအပေါင်းလေးရှိပါတယ်ဒီအပေါင်းလေးကိုနှိပ်ပါ Okay ဒါဆိုရင်ကျွန်တော်တို့ကဒီဖုန်း gallery တွေကဟိုဓာတ်ပုံတွေ video တွေရှိရောက်သွားပြီပေါ့နော်အဲ့ပြီးသွားရင်ကိုလိုချင်တဲ့ video select ပေးလို့ရပါတယ်ကျွန်တော်video ကျွန်တော်နှစ်ခုကိုကျွန်တော် select ရွေးပေးပါမယ်ကိုကြိုက်တယ်လို့သုံးခုတည်းရွေးလို့ရပါတယ်ကိုကြိုက်တဲ့လောက်ဒီ select ပေးပြီးတော့ဒီ insert timeline တွေကိုထည့်လို့ရပါတယ်ဝေပထမခုကိုကျွန်တော်ဒီမှာဒီ video တစ်ခု select ပေးလိုက်ပဲနောက်တစ်ခုပြလိုက်တယ်နောက်တစ်ခုသုံးခုကျွန်တော်ထည့်လိုက်မယ်ထည့်ပြီးသွားရင်ကျွန်တော်ကဒီမှာအောက်မှာရှိတဲ့ down တစ်ချက်နှိပ်ပါ Okay ဒါဆိုရင်ကျွန်တော် insert တွေကဒီပေါ့နော် album တွေကိုရောက်သွားပြီပေါ့နော်ဒီ insert ရဲ့ album တွေကိုရောက်သွားပြီပေါ့နော်ဒါက insert ရဲ့ timeline တွေကိုမရောက်သေးဘူး album တွေပဲရှိသေးတယ်ပြီးသွားရင်ဒီ album ထဲမှာကျွန်တော်တို့က timeline ကိုထည့်ခြင်းတဲ့အတွက်ဒီ insert album တွေကမှစပြီးတော့ခုနကဆက်လိုက်တဲ့ခါကို select ပေးပါသုံးခုဆိုရင်သုံးခု select ပေးပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာရှိတဲ့အမှန်ကြီးလေးကိုနှိပ်လိုက်ပါခုနကတော့ကျွန်တော်အစင်လိုက်တိုင်းထည့်လိုက်တဲ့ video လေး၃ခုပေါ့နော်ဒီမှာ video တစ်ခုရှိမယ်ဒီမှာတစ်ခုရှိမယ်အားလုံးပေါင်း video ကဒီမှာကျွန်တော်၃ခုထည့်ထားပေးတာပေါ့နော်၃ခုရှိရခုနကကျွန်တော် select ပေးတဲ့ video ၃ခုရှိတာပေါ့နော် Okay ဒါဆိုကိုယ့်ရဲ့ဒီ in short မှာကျွန်တော်တို့ကကိုကြိုက်တဲ့ video file တွေကို select ပေးပြီးတော့ဒီ in short ရဲ့ timeline တွေကိုထည့်တဲ့သင်ခန်းစာလေးဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်တို့ကဓာတ်ပုံတွေကိုလည်းကျွန်တော်ထပ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့အခုဓာတ်ပုံတွေကိုပြင်တဲ့နေရာလေးပေါ့နော်ဓာတ်ပုံပြင်တဲ့နေရာလေးကိုကျွန်တော်ပြပြပေးပါမယ်ဓာတ်ပုံပြင်တဲ့နေရာလေးကြတော့ဒီဓာတ်ပုံလေးကိုကျွန်တော်ဒီဓာတ်ပုံ photo ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါနှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီထဲမှာရှိတဲ့ in short album တွေရှိတဲ့ဓာတ်ပုံလေးကိုကျွန်တော်တို့က timeline တွေကိုထည့်လို့ရတယ်ဒါပေမဲ့လောဆယ်ကျွန်တော်က gallery ထဲမှာရှိတဲ့ဓာတ်ပုံကိုလိုချင်တဲ့အတွက်ကျွန်တော် gallery ရဲ့နေရာကိုသွားချင်တဲ့အတွက်အပေါင်းလေးကိုပဲနှိပ်ပါအဲ့ဆိုဒါကျွန်တော် gallery ရဲ့ဓာတ်ပုံလေးရှိပါတယ် gallery ရဲ့ဓာတ်ပုံလေးတစ်ခုကိုကျွန်တော်ကဒီမှာဥမာကျွန်တော်ဒီပုံလေးကိုကျွန်တော် select ပေးပြီးတော့ down နှိပ်လိုက်ပါအခုဒါဆိုရင်ကျွန်တော် album ထဲကိုရောက်လာပါပြီဒီဓာတ်ပုံလေးကို okay ဒီကောင်ကိုပြင်ကျင်တဲ့အတွက်ဒီဓာတ်ပုံလေးကို select ပေးလိုက်ပါအဲ့မှာကျွန်တော်တို့ကဒီဓာတ်ပုံလေးကိုအစားအဆုံးဒီမှာကို color တွေပါချိန်တာတို့ပါတို့ကျွန်တော်နောက် tutorial မှာပြပြပေးပါမယ်အခုသင်ခန်းစာကတော့ကျွန်တော်ဓာတ်ပုံနဲ့ video တွေကို in short timeline တွေကိုထည့်ပြီးတော့အစီအစဉ်ထည့်တဲ့သင်ခန်းစာလေးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel ကိုကြည့်ပြီးတော့မိမိတို့အကျိုးရှိခဲ့လို့ရှိရင် like and follow ရေးလုပ်ပေးခဲ့ပါအောင်မသိတာများရှိလို့ရှိရင်ဒီအောက်က comment မှာမေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ